ဘင်္ဂလားဒေ့ရှ်နေခြားစောင့်တပ် BGB ရဲ့သတင်းစာရှင်းလင်းပွဲမှာဒီရာမူဆက်တာကွန်မန်ဒါရဲ့ဆွတ်ဆွေးပြောဆိုချက်ဖြစ်တဲ့သူတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေမူရေးစေဝါတွေကိုအေးထိန်းချုပ်နေမြေကတွားယူနေကြတယ်ဆိုတာကတော့ဒါလုံးဝမဟုတ်ပါဘူးဒါဟာအခြေအမြစ်မရှိတစ်ဖက်သားလောက်ကျန်ဆွတ်ဆွေးချက်ပဲဖြစ်ပါတယ်နေဇက်ကိုကျွန်တော်တို့အာရခတပ်တော်AA ကသိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက်ပိုင်းမှာအရင်စစ်ကောင်စီလက်ထက်ကရှိနေခဲ့တဲ့မူရေးစေဝါလုပ်ငန်းတွေအလုံးဟာလုံးဝရပ်တန့်သွားပြီဖြစ်ပါတယ်အရင်စစ်ကောင်စီလက်ထက်ကမူရေးစေဝါလုပ်ငန်းနဲ့အကျိုးစီးပွားဆက်ဆက်နေတဲ့ဘင်္ဂလားနေခြားစောင့်တပ်ကအရာရှိတွေတပ်ဖွဲ့ဝင်တွေဟာသူတို့အကျိုးစီးပွားပြတ်သွားတဲ့အတွက်AA ပေါ်မှာနီးမျိုးစုံနဲ့ထိုးနဲ့တိုက်ခိုက်လာတာတွေနောက်လူသားချင်းစာနာမှုအထောက်အကူပစ္စည်းတွေဖြစ်တဲ့ဆေးဝါးနဲ့အခြေခံလူသုံးကုန်ပစ္စည်းတွေကိုအာရခပြည်ဖက်လုံးဝမရောက်ရအောင်ကန့်သတ်ပိတ်ပင်မှုတွေလုပ်လာတာတွေ့ရပါတယ်ဒါကြောင့်နေဇက်မှာဘယ်လိုဖြတ်တန်းသွားလာမှုမျိုးမှလုပ်လို့မရပါဘူးဒီလိုဖြတ်တန်းသွားလာမှုလုပ်လို့မရတဲ့အခြေအနေမှာသူတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေအေးထိန်းချုပ်နေမြေကမူရေးစေဝါတွေတွားယူနေကြတယ်လို့ပြောတာကဒါလုံးဝယုတ်တိမတန်တဲ့ကိစ္စဖြစ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဘာပစ္စည်းမှဒီဘက်ရခိုင်ဘက်ချမ်းကိုမရောက်ရအောင်သူတို့နေဇက်ကိုသူတို့ဘင်္ဂလားဒေ့ရှ်နေခြားစောင့်တပ်ကလုံခြုံရေးတွေတင်းကြပ်ချပြီးတော့စောင့်ရှောက်နေတဲ့ကာလမှာဘလို့လုပ်ပြီးတော့သူတို့နိုင်ငံသားတွေကကျွန်တော်တို့ဘက်ကိုဖြတ်သွားပြီးတော့မှမူရေးစေဝါယူလာလို့ရမလဲဒါဥနောက်ရှိတဲ့သူတိုင်းဒါစဉ်းစားကြည့်လို့ရတဲ့ကိစ္စဖြစ်ပါတယ်ဒါကြောင့်မို့လို့အခုBGB ဆက်တာကွန်မန်ဒါရဲ့ဆွတ်ဆွေးပြောဆိုမှုဟာမူရေးစေဝါလုပ်ငန်းနဲ့သူတို့အကျိုးစီးပွားပတ်သက်နေမှုကိုဖုံးကွယ်ဖို့အတွက်ဒါရည်ရွယ်ချက်ရှိရန်တမ်းဆွတ်ဆွေးပြောဆိုချက်တွေသာဖြစ်ပါတယ်အမှန်ကတော့ဘင်္ဂလားဒေ့ရှ်ဘက်မှာဖမ်းမိတဲ့မူရေးစေဝါတွေဟာဗမာအကြမ်းဖက်ဖက်စစ်ကောင်စီထိန်းချုပ်ထားတဲ့ရန်ကုန်စစ်တွေမျိုးတွေကတဆင့်စစ်ကော်မရှင်နဲ့သူ့ရဲ့မဟာမိတ်ဘင်္ဂလီအစွမ်းရောက်အကြမ်းဖက်အဖွဲ့အစည်းတွေပေါင်းပြီးတော့ပင်လေရေကြောင်းကဗမာရေတပ်သင်္ဘောတွေနဲ့ဘင်္ဂလားဒေ့ရှ်ရေပိုင်နဲ့စိတ်မာတင်ကျွန်းကိုတင်ပို့နေကြတာဖြစ်ပါတယ်မူရေးလုပ်ငန်းလမ်းကြောင်းကအကျိုးအများရနေတဲ့ဘင်္ဂလားဒေ့ရှ်နေခြားစောင့်တပ်အရာရှိတွေနဲ့ဘင်္ဂလားဒေ့ရှ် Coast Guard ကမ်းခြေစောင့်တပ်ဖွဲ့ကအရာရှိတချို့ဟာသူတို့မူရေးလုပ်ငန်းနဲ့အကျိုးစီးပွားဆက်ဆက်နေမှုတွေကိုဖုံးကွယ်ဖို့အတွက်AA ထိန်းချုပ်ဧရိယာကလာတယောင်ယောင်ဆွတ်ဆွေးပြောဆိုမှုတွေကိုအကြမ်းဖက်စစ်ကောင်စီနဲ့အရှင်ဂိတ်လီဆေလောက်ကြံထုတ်ပြန်နေကြတာသာဖြစ်ပါတယ်တစ်ဖက်မှာဘင်္ဂလားဒေ့ရှ်နေခြားစောင့်တပ် BGB ဟာဒုက္ခသည်စခန်းကဘာသာရေးအစွမ်းရောက်ဘင်္ဂလီအကြမ်းဖက်စစ်သွေးကြွအဖွဲ့အစည်းတွေကိုသင်တန်းပေးလက်နက်တပ်ဆင်ပေးအဲ့လိုမျိုးတွေလုပ်နေပါတယ်အဲ့အကြမ်းဖက်လက်နက်ကင်တွေကိုသူတို့ BGB စခန်းတွေနဲ့ဘေးပတ်လေမှာနေရာချထားပြီးတော့အကြမ်းဖက်မှုလူသားမှုပြန်ပေးဆွေးမှုဓမြတိတ်မှုမဒိန်မှုမူရေးမှောင်ခိုလုပ်ငန်းနောက်လူကုန်ကူးမှုအစရှိတဲ့နေဇက်ဖြတ်ကျော်ရာဇဝမှုမျိုးစုံကိုကျူးလွန်ဖို့အတွက်ကြိုးထောင်းနောက်ခံပေးထားပြီးတော့အကျိုးအများရယူနေကြတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဘင်္ဂလားဒေ့ရှ်နေခြားစောင့်တပ် BGB ရဲ့လောက်ရဟာနေဇက်ဒေသတည်ငြိမ်ရေးဒေသတွင်းလုံခြုံရေးကိုဆိုးဆိုးဝါးဝါးချင်းချောက်နေတာဖြစ်ပါတယ်လို့ပြောလိုပါတယ်ဗျ